Manchester ကိုမှာ Alpha ကအကျဉ်းဆုံးလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ Manchester ကိုမှာပထမဆုံးအကြိမ်9ချက်တန်ဖြစ်ပါဝင်လာတဲ့ Alpha အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးပြောပြမယ့်အချက်ကတော့ Alpha Hero ကိုဘယ်အချိန်မှရနိုင်မလဲAlpha Hero ရဖို့ဆိုရင် Spectre Synergy 6နဲ့ Alice 2 star လိုပါတယ်အဲ့လိုမျိုးရပြီဆိုရင် Alpha တစ်ကောင်အလကားစရပြီးတော့ short ထဲမှာ Alpha 16ကောင်ပေါ်လာမှာပါ Alpha Hero နောက်ထပ်ရနိုင်တဲ့နည်းရှိပါသေးတယ်အဲ့ဒါကတော့ပိုပိုအန်ကူပါနဲ့ခွက်ခံလိုက်ရုံပါပဲဒုတိယပြောပြမယ့်အချက်ကတော့ Alpha 3 star ဘယ်လိုရှာမလဲပုံမှန် Hero တစ်ကောင်3 star ရဖို့ဆိုရင်6ကောင်ပဲလိုအပ်ပါတယ်2 star ရဖို့3ကောင်2 star 3ကောင်ပြန်ပေါင်းရင်3 star ဖြစ်ပါပြီဒါပေမဲ့ Alpha 3 star ဖြစ်ဖို့ဆိုရင်အားလုံးပေါင်း Hero 16ကောင်ထိလိုအပ်ပါတယ်ပုံမှန်သွားနေကြ3ကောင် flow နဲ့သွားတာမဟုတ်ဘဲနဲ့4ကောင် flow နဲ့သွားထားတာပါ Alpha 2 star ရဖို့ဆိုရင်4ကောင်လိုပါတယ်အဲ့လိုမျိုး2 star 4မျိုးပေါင်းမှ3 star ဖြစ်မှာပါအဲ့အတွက်ကြောင့် Alpha 3 star ရှာဖို့ဆိုရင်တစ်ကောင်ကို9ချက်နဲ့16ကောင်ဆိုတော့အားလုံးပေါင်း112ချက်ကုန်ကြမှာပါကိုကအခြား hero တွေကိုရောင်းပြီးတော့ Alpha 3 star ရှာတော့မယ်ဆိုရင်အရင်ဆုံးပတ်စံကိုအရင်တွက်ပါနောက်တစ်ချက်ကတော့ Alpha Hero ကို Direct Veil Alice K သုံးလို့မရပါဘူးအိမ်မွန်ကလုံးနဲ့တော့ပွားလို့ရပေမဲ့ Poquito လက်အိတ်နဲ့တော့ပွားလို့မရပါဘူး Alpha 2 star ဖြစ်ပြီဆိုရင်ကို HP အများကြီးနဲ့ damage တော်လေးထွက်ပါတယ်ဒီတက်ကြောင့်ပဲ player တော်များများ Spectre Synergy ပဲစောင့်နေကြတော့ Spectre Esport ဖြစ်နေရပါAlpha ကိုအထောင်ဆော့ဖို့ဆိုရင် Random Magic Crystal တစ်ခုပေးပြီးတော့ရတဲ့ Synergy နဲ့တွဲဖက်ပြီးဆော့လို့လည်းရတယ်ဒါမှမဟုတ် Starvel Item ထည့်ပြီးတော့ဆော့လို့လည်းရပါတယ်နောက်ဆုံးပြောပြမယ့်အချက်ကတော့ Alpha 3 star မဖြစ်အောင် Hero ပိတ်လို့ရလားရပါတယ် Alpha ကကိုပိုင် Hero ဘူးမဟုတ်ဘဲနဲ့ Shell Hero ဘူးပါအဲ့အတွက်ကြောင့်တခြားတစ်ယောက်က Alpha တစ်ကောင်ဝယ်ထားပြီဆိုတော့ねကိုက Alpha 3 star မဖြစ်နိုင်တော့ပါဘူးအဲ့အတွက်ကြောင့် Alpha 3 star မရအောင် Hero ပိတ်ချင်တယ်ဆိုရင် Alice 2 star နဲ့ Spectre 6 Synergy ရအောင်လုပ်လိုက်ရုံပါပဲAlpha Hero တစ်ကောင်ပါဝင်လာတာဖြစ်လို့10 Synergy မဟုတ်တော့ဘဲနဲ့11 Synergy ဖြစ်မှရမှာပါ11 Synergy ဖြစ်ပြီဆိုရင်တော့ Alpha 2 star ကို3 star 3 star ဆိုရင်4 star ထိတိုးမြင့်ပေးမှာဖြစ်ပါတယ်လာမယ့်21ရက်နေ့မှာတွေ့ရှိလာမယ့် update patch 7.1 မှာ Lunos Commander ဒါမှမဟုတ် Spectre Synergy တကူကို nerf ပါလိမ့်မယ်Season 7နဲ့ပတ်သက်ပြီးတော့ machine နားမလိုက်တာရှိရင်ဝင်ရောက်ဆွေးနွေးသွားလို့ရအောင်ကျွန်တော်ရဲ့ Telegram group လေးကိုဝင် join ပေးကြပါ။ bio မှာ link ပေးထားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ